Namo tassa bhagavato arahato Samma Sambuddhassa Namo tassa bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa ကဲဦးဇင်းတို့ဒီတုတ်ကလေးပူဇော်ကြတာဗောနော် Timba Bhya ပထမဓဘတုတ်တ Evo me Evam me tutan Ekan Tamaya Bhagava Yaza Viharati Veduvani Kalani Athako Ayatana Dato Mala Oto Jina Bhagava Tinupade Kani Upa Tinda Mitawa Pakenawantan Abhivaditawa Ekananda Nidhi Ekananda Nidhino Ayatama Dapo Melapo Pakenawantan Idadadosa Pari Nibbana Dani Kati Yatadani Dabba Kala Vinyati Athako Ayatama Dapo Malabuddha Uta Ayatana Bhagavan Abhivaditawa Padakina Katawa Vihatan Ambodhandawa Akati Akati Palengkina Nidhitawa Tejo Dato Samapiswa Buddha Hitawa Pari Nipayi Athako Ayatamato Dabba Mala Buddhata Vihatan Abhuganda Kanda Akati Andadeki Palengkina Nidhitawa Tejo Dato Samapiswa Buddha Pari Niputata Sariyata Zayanata Vishama Manata Niwa Sarika Yinya Yekana Mati Amati Yatapi Nama Tapitawa Tilatawa Sayamanata Vishamanata Niwa Sarika Yinya Nati Iwa Niwo Ayatamato Dabata Buddhata Vihatan Abhuganda Akati Andaleki Palengkina Nidhitawa
3 သမာပိ မာ တ ပ ဝါ ဝါ ဩထာဟိတဝါပရိနေ နေတု ပု တ တ္တ တ တရိ ရိ ယ ယ တ တ ဇာ ယမနတ ဒရှ ဒရှမနတ နေဝစာရိ ပါ က ရိကာ ပညာယိတ်ခနမတိတိ ထာ အထခောဘဂဝါဧတ မတ္တံ ဝိဒိ ဝိ တ တိ ဝါ တောတာယံဝိလာယံဣမံဒါနံ ဟောဣမံဒါနာဥဒာနိတိ အဘေ ဝိတိ အာယော ကာယောနိရောဓိ တညာ ညာဝေ ဒ တ နာ 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 တိ တိ အဝေ အဝေတု သဗ္ဗ သဗ္ဗာ တကာ ဥပါဒ ဥ မေ ပတမိတု တု သင်္ သင်္ ခါ ခါရာ ဝိ ဝိ ညာ ညာ ဏ ဏ အထ သမ္ မာ မာ သမာ သ တိ မာတိ တိ အတ္တမသမာတိ အထမာသမာတိ တုံးလုံးပူဇော်လိုက်တာပေါ့နော် သင်္ဘာ ဓပ္ပဦးဇင်းတို့ဒီတုတ်ကလေးကဓမ္မပဒမှာလည်းသင်ခဲ့တယ်နော်ရှင်ဓပ္ပအကြောင်းပေါ့နော်ဓမ္မပဒတော့ကြာတော့ကြာပါ ကြပြီ ကြာတော့ကြာပြီပေါ့နော်ဓပ္ပဆိုတာကဦးဇင်းတို့မြေသာမြက်ကိုဓပ္ပနော်ရှင်ဓပ္ပပေါ့နော်ဒါဦးဇင်းတို့ခုနှစ်နှစ်သားယဟန္တာလေးရှိနော် မ ခုနှစ်နှစ်သားယဟန္တာလေးဒီရှင်ဓပ္ပအပေါင်းနော်ဒီရှင်ဓပ္ပလည်းခုနှစ်နှစ်သားနဲ့ယဟန္တာနော်ဧဝမေတုတံဧကံတမယံဘဂဝါရာဇဂဟေဝိဟာရတိရာဇဂျိုပေါ့နော်ရာဇဂဟေဆိုတာဦးဇင်းတို့ဗိမိတာရမင်းကြီးနန်းစိုက်တဲ့မြို့နော်မြတ်စွာဘုရားဒုက္ခရစရိယကျင့်တာလည်းပဲအဲ့ဒီမှာပဲမာကရာတိုင်းနဲ့နော်တဲ့တိတ်နော်ဒီထက်မြတ်စွာဘုရားဒုက္ခရစရိယကျင့်ခဲ့တာပေါ့နော်ဒီဟာကတော့ဦးဇင်းတို့ရာဇဂျိုကတော့တောင်၅လုံးရှိတယ်ပေါ့နော်ဝိပုံလဝေဘာရပဏဝဣတိကိလိဂိဉ္စကုတောင်၅လုံးကာကိုရာဇဂျိုလို့ခေါ်တာနော်အဲ့ဒီရာဇဂျိုမြို့ကတဲ့ဝေလူဝနေကလန္တကနိဝါပေဝေလူဝံကျောင်းတော်ဆိုတာကတော့ဦးဇင်းတို့ဗိမိတာရမင်းကြီးဆောက်လုပ်လှူဒန်းခဲ့တဲ့ကျောင်းတော်နော်ဒီမှာအလောင်းတော်ဘဝတုန်းကတရားဒီတရားအထုတ်ဖို့တောထွက်လာတဲ့အခါကျတော့ဒီဗိမိတာရမင်းကြီးကလူတွေလိုက်ကြည့်တာပေါ့နော်ဟောဒီပုဂ္ဂိုလ်တယောက်ပေါ့နော်ဆွန့်ခံပြီးတော့တောထဲပျောက်သွားတယ်ရုပ်ကလည်းအင်မတန်မှဥပရိယုတ်ကောင်းတယ်ဆိုလူလနတ်လားဆိုတော့လိုက်ချောင်းကြည့်တဲ့အခါကျတော့လူဖြစ်နေတာပေါ့နော်လူဖြစ်နေတဲ့အခါကျတော့ဗိမိတာရမင်းကြီးနာလျှောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကသိသွားတဲ့အခါကျတော့ဒီအလောင်းတော်ကိုတွေ့လိုက်တာနဲ့သူကအင်မတန်မှချစ်ကျွမ်းဝင်သွားတယ်တဲ့ချစ်ကျွမ်းဝင်ပြီးတော့တင်တော့မထွက်ပါနဲ့ပေါ့နော်သူတိုင်းပြည်တဝက်ခွဲပေးမယ်ပေါ့နော်တဝက်အုပ်ချုပ်အဲ့လောက်ထိအောင်ပြီးတယ်ဒါကြောင့်အဲ့ဒါကိုလည်းညှင်းဆိုလိုက်တာညှင်းဆိုလိုက်တဲ့ခါကျတော့တကယ်လို့များဖျားဖြစ်သွားပြီဆိုလို့ရှိရင်သူစီပါရင်ကြွခဲ့ပါအောင်လို့ရှောက်နော်ဗိမိတာရမင်းကြီးကအဲ့တော့ဒီဖျားဖြစ်တယ်ဖျားဖြစ်ပြီးတော့ဓမ္မစကြာတရားဟောတယ်ဝါကျွတ်တဲ့ခါမှာမြတ်စွာဘုရားဒီရာဇဂျိုကိုကြွလာတဲ့အခါမှာဒီဝေလွန်ကြောင့်ကြီးစောက်လူတာပေါ့နော်ဝေလူဝင်နေဝေလွန်ကြောင့်တော့ကလန္တကနိဝါပေဆိုတာရှင်းတဲ့တို့ကိုအစာကျွေးရတော့ဘေးမဲ့တော်ကြီးရှိတယ်ပေါ့အဲ့ညအဲ့ဘေးမဲ့တော်နေရာကြီးကိုစောက်လူနော်ရှင်းတဲ့တို့ကိုအစာကျွေးရတော့ဖြစ်တဲ့ဒီဝါတော်ကြီးပေါ့နော်ဝါပင်နေနဲ့အဲ့ထဲမှာစောက်လူအဲ့ဒါကိုဝေလူဝင်နေဝေလူဝင်ကြောင်းတော်လို့နော်မြတ်စွာဘုရားဝေလူဝင်ကြောင်းတော်မှာသတင်းသုံးတော်မူတဲ့ခါတဲ့အထာခောအာယတမဓဗ္ဗောမန္လာပုတ်တော်တဲ့မန္လာမင်းဤသားဖြစ်တဲ့ရှင်ဓဗ္ဗနော်ရှင်ဓပ္ပ ရှင်ဓဗ္ဗကဦးဇင်းတို့ဒီမေတ္တာရှင်ဓပ္ပ ဒီ
သူ့မေဝမ်းကြတိုင်းမှာပရိသတ်နေနေတဲ့အခါမှာသူမိဖွားကန်နီးမှာအမေကသေသွားတာသေသွားတဲ့အခါကျတော့မီးရှို့တာနော်မီးရှို့တဲ့အခါကျတော့ဒီဝမ်းဘိုက်ကပေါက်ကွဲပြီးတော့မြောက်တက်နော်မြောက်တက်သွားပြီးတော့ဒီမြေသားမြက်ပုံပေါ်မှာသွားကြနော် တင်ပါဗျာ ဖွားကနေမွေးထားဝေးသားထားနော်ဒီဓဘလို့အမည်ပေးပြီးတော့မွေးထားတဲ့အခါကျတော့ခုနှစ်သားအရွယ်ရောက်တဲ့အခါမှာဒီမန္လာတိုင်းထဲမှာမြတ်စွာဘုရားကကြွချီတဲ့အခါမှာဒီခုနှစ်သားရှင်ဓဘကမြတ်စွာဘုရားကိုလည်းတွေ့လိုက်သူ့ဖွားကိုသင်္ကန်းဦးဖို့တောင်းဆိုတာနော်တောင်းဆိုတဲ့အခါကျတော့ဖွားကနေခွင့်ပြုလိုက်တယ်ခွင့်ပြုလိုက်တဲ့အခါကျတော့ယဟန်တစ်ပါးကိုမြတ်စွာဘုရားကရှင်ဓဘကိုကရုံတုံးပေးလိုက်သင်္ကန်းဝတ်ပေးလိုက်ပြောတဲ့အခါကျတော့ဒီဆံရိတ်တာပေါ့နော်ဆံရိတ်တဲ့အခါကျတော့သင်္နုံးသားနဲ့ပထမဘယ်လိုအဲ့တော့ကတော့ဥဒ္ဒနခုလိုသကလဝတ္တဒုက္ခနိတရဏနိဗ္ဗာနတအဲ့လိုမျိုးမဆိုဘူးပေါ့နော်တရဏဂုံလည်းမဆိုဘူးထင်ပါတယ်ဒီတသကမ္မထံလို့ပြောတယ်ကေတလောမနခတတတက်စောဆိုတဲ့ဒီ32ခုထာတာထဲမှာဒီ5ပါးပဲဆိုတယ်ဟုတ် တင်ပါ ကေတ7ပေါ့နော်လောမဆိုတာ နော် ကေတလောမနခဆိုခြေသက်လက်သက် ဒီတဲ့တဲ့ ဒန္တဆိုတာ ဟော တက်စောဆိုတာတက်ဆဆိုတာဒါဒီအရေးပေါ့နော်ခန္ဓာကိုယ်ရဲ့ပေါ့နော်အဲ့ဒီကမ္မထမ်းနဲ့သင်္ကန်းဝတ်ပေးတာပေါ့နော်ကရုံတုံးတဲ့ခါမှာအဲ့ဒီကမ္မထမ်းကိုဆိုလိုက်တာနဲ့ဒီ9နှစ်သားရွယ်ဓဝပကပထမတကြောင်ရိတ်တဲ့ခါမှာသောတာပန်ဖြစ်သွားတယ် တင်ပါ နောက်တစ်ခါရိတ်တဲ့ခါမှာသဂရကံဖြစ်သွားတယ်နောက်တစ်ခါရိတ်တဲ့ခါမှာကရုံတုံးလည်းပြီးရောယဟန္တာဖြစ်သွားတယ်9နှစ် တင်ပါ ပါက9နှစ်သားယဟန္တာလေးပေါ့နော်အဲ့တော့ဒီ9နှစ်သားနဲ့ယဟန္တာဖြစ်တဲ့ဒီရှင်ဓဘပေါ့နော်ယဟန္တာလည်းဖြစ်သွားရောခုဦးဇင်းတို့ဒီယဟန်ခံတဲ့ယဟန်ဖြစ်တာကအသက်20မှာနော် တင်ပါ ကိုရင်ပေါ့နော်ရှင်ဓဘ9နှစ်သားယဟန်ဖြစ်အဲ့ယဟန်ဖြစ်သွားတဲ့အခါကျတော့ပဇင်းရောတန်းခံပေးတယ်တဲ့စာထဲမှာပါဘာလို့လဲဆိုတော့ဂုံကအင်မတန်မှကြီးသွားပြီအသိဉာဏ်ကလည်းအင်မတန်မှကြီးသွားပြီနောက်ဆုံးရောက်သွားနော်ယဟန္တာဖြစ်သွားတယ်ဆိုတော့သင်္ကန်းအယံပြုတ်ပြီးတယ်လို့ဆိုတာနော်ဒီ9နှစ်သားနဲ့ဓဘကယဟန္တာလည်း9နှစ်သားနဲ့လည်းပြီးသွားပြီယဟန္တာလည်းဖြစ်သွားတဲ့အခါကျတော့ရှင်ဓဘကဘာလုပ်လဲဆိုတဲ့အခါကျတော့မြတ်စွာဘုရားကိုတခုခုလှုပ်ဖို့တောင်းဆိုတာပေါ့နော်ဒီမြတ်စွာဘုရားတဲ့ဒီတပည့်တော်ဒီစွန့်စားတဲ့အခါမှာစွန့်စားကြောင်းမှာတန်ခဝေယဝိသပြုလုပ်ဖို့ရှောက်တယ်စွန့်စားကြောင်းဆိုတာလဲအဲ့တော့ကတော့တန်ခါတော်တွေကတော့ဝင်လိုက်ထွက်လိုက်ဓမ္မကြီးတွေလည်းတွေ့နေတာပဲ900 1000အဲ့လိုမျိုးရှိတယ်နော်ကျောင်းတိုက်ကြီးတွေတန်ခါတော်တွေဝင်လိုက်ထွက်လိုက်900 1000 900 1000ရှိနေတဲ့ခါကျတော့အဲ့ဒီမှာလည်းပဲဦးဇင်းတို့ဒီတထေးတွေရောတိုင်းသူပြည်သားတွေကရောအကုန်လုံးပေါ့နော်တချို့ကလည်းပဲတပတ်တစ်ခါဆွမ်းသားပင်တာရှိတယ်ဆွမ်းကတ်တာရှိတယ်တချို့ကလည်းပဲတစ်လတစ်ခါကတ်တာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလားလာလျှောက်ထားတဲ့ဟာတွေကိုစီမံပေးရတာနော်ဒီရှင်ဓဘကအဲ့ဒါကိုစီမံပေးဖို့လဲလျှောက်တယ်နောက်ပြီးတော့ဒီထေကြီးဝါကြီးတန်ဃာတော်တွေကိုလည်းပဲအိယာထိုင်ခင်းနေရာခင်းကျင်းနေပေးဖို့လည်းပဲသူတာဝန်ယူတယ်တဲ့ရှင်ဓဘကဒီ9နှစ်သားနဲ့ယဟန္တာဖြစ်သွားတဲ့အခါမှာသူကအကုန်လုံးပုရိအာနဲ့လည်းပဲပြည့်စုံတယ်ဘိညာဉ်6ပါးနဲ့လည်းပဲပြည့်စုံတယ်အကုန်ပြည့်စုံတဲ့ယဟန္တာပေါ့နော်ဒါကြောင့်ဧတရက်ယဟန္တာဧတရက်ယဟန္တာမထေရကြီးတွေထဲမှာဒီရှင်ဓဘလည်းတပါးအပါဝင်ဖြစ်တယ်နော်အဲ့တော့ဒီရှင်ဓဘကဒီရာဇဂိုမှာနေပြီးတဲ့ခါကျအဲ့ရာဇဂိုမှာလည်းပဲကျောင်းတွေကအများကြီးရှိတယ်ဇီဝကရဲ့ကျောင်းတို့ဒီနောက်ပြီးတော့ဂိန်းစကုတ်မှာကျောင်းပေါင်းတွေအများကြီးရှိတာပေါ့နော်အဲ့အများကြီးမှာကထေကြီးဝါကြီးဆရာတို့မထေကြီးတွေလာပြီးဆိုလို့ရှိရင်ရှင်ဓဘကအဲ့ဒီကျောင်းတွေကိုသွားပြီးတော့နေရာထိုင်ခင်းတွေပြုလုပ်ပြီးတခါဆိုလို့ရှိရင်မထေကြီးတွေကဒီကိုကြွကျင်တယ်ဖះကြွချီလာတဲ့ခါကျကြွကျင်တယ်ဒါပေမဲ့တချို့လည်းတက်ကြီးမှဝေလာတဲ့လမ်းတွေကလည်းပဲအရန်မလျှောက်နိုင်တော့ဘူးဆိုလို့ရှိရင်ရှင်ဓဘကသူ့ရဲ့တကိုးနဲ့သွားပြီးတော့ဒီမထေကြီးတွေကိုပင့်ပေးတယ်တဲ့
ပင့်ပေးပြီးတော့ကျောင်းတွေကိုလည်းပဲပို့ပေးတယ်ပေါ့နော်စီမံခန့်ခွဲပေးတယ်ပေါ့နော်သူ့မှာကအကုန်လုံးပြည့်စုံသွားပြီတရားလည်းအထုတ်เสียမလို့တော့ဘူးဆိုတဲ့အခါကျတော့ဒီတန်ခဝေယဝစာကိုအထူးပြုလုပ်ပေးတယ်တဲ့ဒီရှင်ဓဗ္ဗမထေရအဲ့တော့ဒီအဲ့လိုမျိုးပြုလုပ်ပေးတဲ့အခါကျတော့တစ်ခါဆိုလို့ရှိရင်နေမိတယုတ်တွေဖန်ဆင်းရတယ်တဲ့ဒီเจ้าမှာဒီနေမိတယုတ်တစ်ပါးနေပြီးတော့တခါဟိုเจ้าကိုတန်ခါကြီးတွေလိုက်ဖို့တကူနဲ့လိုက်ဖို့အဲ့လိုမျိုးဝေယဝစာတွေပြုလုပ်တယ်နေရာထိုင်ခင်းတွေလည်းပြုလုပ်ပေးတယ်ပေါ့နော်နောက်တခါစွန်းစားเจ้าမှာလည်းပဲအဲ့လိုမျိုးဘယ်သူကဘယ်နေ့စွန့်ကပ်မယ်တန်ခါဘယ်နှပါကပ်ဖို့ဆိုတာတွေလည်းရှိတယ်အဲ့ဒါတွေကိုလည်းပဲစည်ရင်းနဲ့မှတ်ထားပြီးတော့ဒီမှာကြွလာတယ်ဒီမှာเจ้าမှာတန်ခါပါ100ရှိတယ်ဆိုလို့ရှိရင်ထေစဉ်ဝါလိုက်ပေါ့နော်ထေစဉ်ဝါလိုက်ရင်ကြွလာတဲ့ဒီအခါဒီ5ပါးဒီမထေလက်ဒီ5ပါးဒီမထေဒီအိမ်ကိုကြွရမယ်နောက်အလှည့်ကြတဲ့ပုဂ္ဂိုလ်နောက်မှာပင့်ထားတဲ့အိမ်ကြွရမယ်စာရည်တည်ဒီလိုတွေစီစဉ်ပေးရတာပေါ့နော်ရှင်ဓဗ္ဗကအဲ့လိုမျိုးစီစဉ်ပေးတဲ့အခါမှာဒီလိုမျိုးကုသိုလ်ဝေယဝစာတွေအများကြီးလုပ်နေတာကုသိုလ်အကုသိုလ်ဆိုတာကတော့ရှင်ဓဗ္ဗမှာမရှိတော့ဘူးဟုတ်လားကုသိုလ်အကုသိုလ်ကတော့မရှိတော့ပါဘူးကုသိုလ်လည်းမရှိတော့အဲ့တော့ဒါမျိုးတွေလုပ်နေတဲ့ခါမှာတနေ့မှာကျတော့တထေးတယောက်ကစွန်းစားပင့်ထားနော်စွန်းစားပင့်ထားတဲ့အခါကျတော့အဲ့ဒီမှာအလှည့်ကြတာကလည်းပဲအဲ့ခေတ်တုန်းကတော့အစင်မပြေတဲ့ယဟန်တွေပေါ့နော်ဘုရားလက်ထက်ကလည်းရှိတယ်နော်ကိုယ်ယူကာယတွေရှိတာပေါ့နော်အဲ့လိုမျိုးရှိတဲ့အခါကျတော့အဲ့ဒီယဟန်ကလည်းပဲဒီတထေးအိမ်စွန်းစားသွားရမယ်ဆိုတဲ့အခါကျတော့ဒီတထေးအိမ်ကတော့ဟင်းကောင်းကတ်တယ်လို့သူကသိထားတယ်ကတ်ထားတယ်ဆိုတော့သိထားတဲ့ခါကျတော့သူတို့ကမနေ့ကရောက်ရင်သူတို့အလှည့်ကြတာကဒီတထေးအိမ်ကြတယ်ပေါ့နော်ကောင်းမွန်ကျွေးမွေးအခမ်းမယ်ဆိုပြီးတော့အဲ့ဒီဟန်ကြီးကမှတ်ထားပြီးသူတို့မနေ့ကမှသူတို့ကောင်းစားမယ်သူတို့ကြွလှည့်ရောက်ပြီးဆိုတော့မှတ်ထားတဲ့ခါကျတော့အဲ့ဒီတထေးကလည်းပဲအရင်တနေ့လိုမှာဆွန်းစားလာပေးတဲ့ခါကျတော့တပည့်တော်အိမ်မှာဘဲမထေရီကြွတာလဲဖရာလို့ပြောတဲ့ခါကျတော့အဲ့ဒီခုနကခေါင်းဆောင်ဖြစ်တဲ့မေတ္တေယဆိုတဲ့ယဟန်နဲ့ဘူမာဇကဆိုတဲ့ယဟန်တွေရဲ့အဖွဲ့ပဲဆိုတဲ့ခါကျတော့ဒီတထေးကဒီကုတော်တွေကသိကောင်းမွန်နေတဲ့ကုတော်တွေမဟုတ်ဘူးပေါ့နော်ကိုယ်ယူကာယနေတဲ့ကုတော်တွေဘုဒ္ဓရုပ်လုံနေတဲ့ကုတော်တွေပေါ့နော်ဒီကုတော်တွေလှည့်ကြတယ်ဆိုတော့တထေးကလည်းပဲစိတ်ညစ်သွားတာပေါ့နော်စွန့်ကတ်ချက်တွေလည်းပျောက်တရားတရားလည်းပျောက်သွားတဲ့ခါကျတော့ကဲငါလည်းပင့်ထားတာရှင်ဓဗ္ဗရှင်ဓဗ္ဗကလည်းပဲဒီကိုတော်တွေကြတယ်ဆိုမပင့်ကျင်ဘူးသူကတော့ရဟန္တာမထေရမြတ်ကြီးတွေကျန်တဲ့ကောင်းမွန်နေတဲ့ကိုတော်တွေပင့်ကျင်တာပေါ့နော်ဒါပေမဲ့သူတို့အလှည့်ကြတယ်ဆိုတဲ့ခါကျတော့ကဲမတက်နိုင်ဘူးဆိုပြီးတော့ပင့်တဲ့ခါကျတော့မနှက်ဖန်လဲရောက်ရောကဲဒီရဟန်းနေမြင်လည်းပဲသူလည်းမကြည့်ကျင်ဘူးဆိုပြီးတော့ကတ်လိုက်မယ်ဆိုပြီးတော့အိမ်မှာနေတဲ့ကျွန်မလေးကိုစံချမ်းထမင်းရဲ့ပအုံးကြီးဟင်းလို့ခေါ်တာပေါ့နော်အဲ့တုန်းကတော့အညံဆုံးဟင်းပေါ့နော်အဲ့ဒီဟင်းနဲ့စံချမ်းထမင်းနဲ့ကဲကျွန်မလေးကတ်လိုက်လို့ပြောတဲ့ခါကျတော့အဲ့ဒီမနေ့ရောက်တော့အဲ့ဒီမေတ္တိယဘူမာဇကခေါင်းဆောင်ဖြစ်တဲ့ယဟန်ကြီးကြွသွားတဲ့ခါကျတော့တထေးပဲမှလဲဆိုတထေးသွားတယ်ခရီးသွားတယ်လို့ပြောလိုက်တယ်ကျွန်မလေးပဲလာပြီးတော့စိုးဟင်းနေလာချတဲ့ခါကျတော့လေထမင်းချမ်းနဲ့စံချမ်းနဲ့နောက်တစ်ခါဘုံကြီးဟင်းနဲ့လာကတ်တဲ့ခါကျတော့သူတို့ကလည်းပဲမှန်းချက်နဲ့နှမ်းထွက်ခါမကြိုက်ဘူးဖြစ်သွားတာပေါ့နော်အရင်ဒီတထေးအိမ်ကောင်းကတ်မယ်ကောင်းစားရမယ်လို့မှန်းထားတဲ့ခါကျတော့ဒါမျိုးပဲကတ်လိုက်တယ်ဒါကတော့ဒါဓဗ္ဗလက်ချက်ပဲဖြစ်ရမယ်ဒီဓဗ္ဗညှိုးတာရှင်ဓဗ္ဗကိုမလောက်ထိမုန်းသွားလဲဆိုတဲ့ခါကျတော်တော်ကိုမုန်းတာဟောဒီပရိနိဗ္ဗာန်ပြုတဲ့အချိန်ထိအောင်ကိုမုန်းသွားတယ်အဲ့ဒီယန္တိအမျိုးဒီရှင်ဓဗ္ဗကိုသာသနာတော်ကနေပြီးတော့မြတ်စွာဘုရားကနှင်းထုတ်အောင်ကိုလုပ်မယ်ဆိုပြီးတော့ဒီလိုပြောတာနော်ဒီယန္တိအဲ့လိုမျိုးမကောင်းတဲ့ယန္တိကြီးပဲပေါ့နော်ဥပမာဦးဇင်းတို့ဒီဘလို့ပဲဖြစ်ပါကုသိုလ်ကောင်းမှုလုပ်တဲ့လူကောင်းတာလုပ်တဲ့လူကတော့ကောင်းတဲ့လူနဲ့ပဲတွေ့တာနော်ဒီယဟန်တွေကလည်းပဲသူတို့ရဲ့အပေါင်းအသင်းကလည်းပဲမကောင်းတဲ့ယဟန်တွေပဲနဲ့ပဲပေါင်းတာအဲ့တုန်းကတော့ဒီမေတ္တိယဘူမာတကယဟန်တွေတို့နောက်တစ်ခါဥဒါယီတို့နောက်တစ်ခါဒီစပက်ကီယဟန်တွေလို့ဒီမိုင်းတွေတွေ့ဦးပါလိမ့်မယ်စာပေထဲမှာဆိုအဲ့ဒါဆိုလို့ရှိရင်တော့ဒီမကောင်းတဲ့ယဟန်တွေနော်အဲ့တော့ဒီယဟန်တွေကသူတို့ချင်းချင်းဟာဓဗ္ဗဘလို့ဆိုးတယ်ဆိုတော့အဲ့လိုမျိုးယဟန်ချင်းချင်းတွေလိုက်ပြော
ဓဘသူတို့ဒီလိုလုပ်တယ်ဆိုပြီးတော့နောက်ကြတော့ဓဘကိုမနေနိုင်အောင်လို့ဆိုပြီးတော့ကိုအမျိုးမျိုးဆွတ်ဆွဲတာသာသနာတော်ကနှင်ထုတ်လိုက်အောင်ထိအောင်ကိုဆွတ်ဆွဲတာရဟန်းနေလျှောက်ပြောနေတဲ့ခါကျတော့မြတ်စွာဘုရားစီရောက်မြတ်စွာဘုရားနေပြီးတော့အဲ့မှာတန်ဃာတွေကြားထဲမှာမေးရတာပေါ့နော်မေးတဲ့ခါကျတော့သိရသားနဲ့လည်းမေးရတာပဲလေယဟန္တာဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မလဲအဲ့တော့ဒီဘိက္ခုနီမတွေနဲ့ဆွတ်ဆွဲဘာညာလောက်တာပေါ့နော်လောက်တဲ့ခါကျတော့မြတ်စွာဘုရားကရှင်ဓဘကိုတန်ဃာတွေကြားထဲမှာစစ်တဲ့ခါကျတော့ရှင်ဓဘကဘာပြောလဲဆိုတော့ရှင်ဘုရားသိတော်မူတဲ့အတိုင်းပါပဲဘုရားလို့ဒီလိုလျှောက်မြတ်စွာသူကယဟန္တာဆိုတော့ဒီတိုင်းပဲလျှောက်ရနော်လျှောက်တဲ့ခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီယဟန်တွေကိုသေချာပြောခဲ့တာဒါဒီသူတို့ကြောင့်သိက္ခာပုဒ်ကိုနှစ်ပုဒ်ပြညတ်ခဲ့တယ်ရှိသိက္ခာပုဒ်တို့ဒုံထဒေါသသိက္ခာပုဒ်ဆိုတာလဲအဲ့ဒါပဲသူကနောက်တစ်ခါအဲ့ဒါမရတဲ့ခါကျတော့နောက်တစ်မျိုးနဲ့တစ်ခါပြန်ပြီးတော့ဆွဲတာเนาะဒီရှင်ဓဘအောင်ဘလောက်ပဲအများအကျိုးဆောင်ရွက်နေမကောင်းတဲ့ပုဂ္ဂိုလ်ကတော့ဒါဆွဲမှာကတော့ဦးဇင်းတို့ဓမ္မတာသဘောတရားနော်ဒီမဲ့ရှင်ဓဘဆိုလို့ရှိရင်ဇံဘိညာဉ်နေတဲ့တန်ဃာတွေအကျိုးပို့လို့ဟိုပို့ဒီပို့ကုန်းပြုတ်လုပ်ပေးတယ်နေရာထိုင်ခင်းတွေလည်းပြုတ်လုပ်ပေးတယ်စွန့်ကွန်းတွေလည်းစီစဉ်ပေးတယ်ဒီလောက်ကောင်းတာလုပ်ပေးတာတောင်မှဒါမျိုးဆွဲတာတွေကရှိသေးတာနော်ခုနှစ်နှစ်သားနဲ့ယဟန္တာဖြစ်တာအဲ့လိုမျိုးဦးဇင်းတို့ဒီသိက္ခာပုဒ်ကြီးနှစ်ပုဒ်ရှင်ဓဘနဲ့အဲ့ဒီမိတ္တယပုမ္မတကယဟန်တွေအကြောင်းပြုပြီးပြညတ်ခဲ့တာရှိနော်ဒါတော့အရင်ဘဝကဝကြွေးလဲဟုတ်တာပေါ့နော်ပိဋိမဘွေကနောက်ဆုံးဆိုတော့ဒီဝကြွေးဆိုတာလည်းပဲပါလာတတ်ပေါ့နော်ပါလာတတ်တာပေါ့နော်ဒါသူခုနှစ်နှစ်သားနဲ့ယဟန်ဖြစ်တယ်ခုနှစ်နှစ်သားနဲ့ယဟန်ဖြစ်ပြီးတော့ဒီဘတ်တုတ်တွေတကဆွမ်းကြောင်းကိစ္စတွေစီစဉ်တယ်တန်ဃာတွေနေရာထိုင်ခင်းတွေစီစဉ်ပေးတယ်နော်စီစဉ်ပေးပြီးတော့တနေ့မှာတော့တဲ့ဓဘောမန္လပုဒ်တော်ယေနဘဂဝါတေနုပသင်္ကမိတဲ့မြတ်စွာဘုရားရှိတဲ့နေရာချင်းကပ်ပြီးတော့ဥပသင်္ကမိတဝါဘဂဝန္တံဘိဝါတိတံမြတ်စွာဘုရားကိုရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဧကမန္တန်နိတိတိတဲ့တင်လျောက်ပတ်တဲ့ယတိတာမှာထိုင်းနေတယ်ပေါ့ထိုင်းပြီးတော့ဧကမန္တန်နိသိဏောခေါ်အာယတမဓဘောမန္လပုဒ်တော်ဘဂဝန္တံဣတထောစာမြတ်စွာဘုရားကိုရှောက်နော်မြတ်စွာဘုရားကိုရှောက်တာဒါဆိုရင်ရှင်ဓဘဆိုရင်တိတ်မကြီးလောက်သေးဘူးလေနော်ဒီမှာရှင်ဓဘဒီမှာတိတ်မကြီးသေးဘူးဒီထဲမှာအသက်တော်ရဲ့လို့တော့မပါပါဘူးတနေ့မှာတော့ရှင်ဓဘကလဲရင်းနဲ့နော်သူ့ရဲ့အာယုသင်္ခါရကိုကြီးလိုက်တဲ့အခါကျတော့သူ့အာယုသင်္ခါရကုံတော့မှာပဲသက်တမ်းကုံတော့မှာပဲဆိုပြီးတော့သိပြီးတော့မြတ်စွာဘုရားထံသွားတယ်မြတ်စွာဘုရားထံသွားပြီးတော့အဲ့လိုမျိုးအာယုသင်္ခါရနည်းနည်းခန္ဓာကိုယ်ဖောက်ပြန်လာဒီမှာပေါ့နော်ခန္ဓာကိုယ်ဖောက်ပြန်လာတဲ့ခါကျတော့ယဟန္တာတွေဆိုတော့ဆင်ញင်ကြည့်လိုက်တဲ့ခါကျတော့သူသက်တမ်းကုံတော့မှာပဲဆိုပြီးတော့သိပြီးတော့မြတ်စွာဘုရားကိုဒီတိုင်းပြိဋိဘံပြုလို့တော့မကောင်းဘူးမြတ်စွာဘုရားကိုတော့ရှောက်အောင်မှာပဲဆိုပြီးတော့မြတ်စွာဘုရားထံသွားပြီးတော့မြတ်စွာဘုရားကိုရှောက်တဲ့အခါမြတ်စွာဘုရားကိုရှောက်တယ်တဲ့ပရိနိဗ္ဗာနကာလောမေဓာနိတုကတောတိတုကတဆိုရင်မြတ်စွာဘုရားပဲနော်တုကတမြတ်စွာဘုရားတဲ့မေတပိတော်ဒီဓာနိယူရဲ့ခန္ဓာပရိနိဗ္ဗာနကာလောတဲ့ပရိနိဗ္ဗာန်ပြုဖို့အချိန်တန်ပါပြီဘုရားလို့မြတ်စွာဘုရားကိုရှောက်တယ်နော်တပိတော်ပရိနိဗ္ဗာန်ပြုပါတော့မယ်ဘုရားလို့ရှောက်တယ်မြတ်စွာဘုရားကယတ္တဓာနိတွန်ကာလံမညတိတိတဲ့မြတ်စွာဘုရားကဘယ်သူပဲယန္တာမထေရမြတ်ကြီးတွေရှောက်လို့ရှိရင်ဒီစကားလေးပဲပြောတယ်နော်ယတ္တဓာနိတွန်ကာလံမညတိတိတဲ့သင်ပြိဋိဘံပြုတဲ့အချိန်ကိုသင်သိတယ်လို့ပဲပြောတာပေါ့နော်ဒါယတ္တဓာနိယဓဘတွန်သင်သည်တဲ့ကာလံတဲ့ပြိဋိဘံပြုဖို့အချိန်ကိုမင်းသိတယ်တဲ့မင်းသင်ပြိဋိဘံပြုဖို့အချိန်ကိုသင်ပဲသိတယ်ဒါပဲပြောတာနော်မြတ်စွာဘုရားကဒါလေးပဲပြောတာယတ္တဓာနိတွန်ဓဘကာလံမင်းညတိတိတဲ့မြတ်စွာဘုရားကဒီစကားလေးပဲပြောလိုက်တာပေါ့နော်သင်ဒီပြိဋိဘံပြုဖို့အချိန်ခါကိုသိ၏တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့လည်းပဲမြတ်စွာဘုရားကဒါလေးပဲပြောနော်အထာခောအာယတမတဘောမန္လပုဒ္ဓဥထာယတနာဘဂဝန္တံဘိဝါတိတဝါ
ဗရခိနံကတ္တဝါတဲ့သူကမြတ်စွာဘုရားကိုနောက်ဆုံးမြတ်စွာဘုရားကိုကြော့တာပေါ့နော်ကြော့ပြီးတော့၃ချိန်လက်ရာရည်ပတ်ပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးတာရှ िख ိုးပြီးတော့သူကမြတ်စွာဘုရားကိုလျှောက်လိုက်သေးတာတဲ့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ကဘာတသိန်းပတ်လုံးတဲ့အရှင်ဘုရားတို့နဲ့အတူတကဝဖူးမြော်ဖို့နေရဖို့တပည့်တော်ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်ဘုရားတဲ့အဲ့ဒီကုသိုလ်ကောင်းမှုပြုလုပ်တာဟာလည်းပဲနိဗ္ဗာန်ကျိုးအတွက်ပဲတပည့်တော်ရည်ရွယ်ပြီးတော့ပြုလုပ်ခဲ့ပါတယ်ဘုရားတဲ့ယခုတပည့်တော်တောင်းတခဲ့တဲ့နိဗ္ဗာန်ဆိုတာလည်းပဲယနေ့ဟာပြီးဆုံးခြင်းသို့ရောက်သွားပါပြီဘုရားတဲ့တပည့်တော်အရင်ဘဝတသိန်းဘုရုမုတ်တို့မြတ်စွာဘုရားလက်ထက်ကလည်းစုစတောင်းခဲ့တာနော်ဘဝတသိန်းလုံးကတပည့်တော်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့ဘုရားတဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာလည်းပဲနောက်ဆုံးဒီနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့အရှင်ဘုရားတို့နဲ့တွေ့ဖို့ပဲတပည့်တော်ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်ဗျာနိဗ္ဗာန်တပစ္စယောဟောတုပေါ့နော်ဒီနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ကုသိုလ်တွေကိုပြုခဲ့ပါတယ်ဘုရားတဲ့ယနေ့ဒီကုသိုလ်ဟာလည်းပြီးဆုံးခြင်းသို့ရောက်သွားပါပြီဘုရားတဲ့အဲ့တော့ရှင်ဘုရားကိုဖူးမြင်ခြင်းဟာလည်းပဲပစ္စည်းမတတ်တဲ့ဒါတပည့်တော်ရဲ့နောက်ဆုံးဖူးမြင်ခြင်းမှာပဲဘုရားလို့မြတ်စွာဘုရားကိုနောက်ဆုံးကြော့ပြီးတော့ရှောက်နော်ရှောက်တဲ့ခါကျတော့မြတ်စွာဘုရားကရှင်တပ္ပကိုဗာပြောလဲဆိုတဲ့ခါကျတော့ရှင်တပ္ပကိုမုန်းနေတဲ့ယဟန်နေမကောင်းတဲ့ယဟန်နေရတယ်ရှိတယ်အဲ့ခုနကမိတ္တယဘုမသကယဟန်နေတို့နောက်တကစဗက္ကိယဟန်နေတို့ဒီယဟန်နေရရှိတယ်အဲ့တော့ကဲဒီပုဂ္ဂိုလ်တွေကိုအပ္ပတနနံပတတာယဝါယမောပေါ့နော်လူတွေအလုံးကတော့ကြည်ညိုပြီးသားပဲရှင်တပ္ပကိုပုထုဇဉ်ယဟန်ကောင်းတွေကလည်းပဲကြည်ညိုပြီးသားပဲကျန်တဲ့အရိယာတွေကတော့ပြောစရာမလိုတော့ဘူးနော်အဲ့တော့ဒီမကောင်းတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကြည်ညိုအောင်ဒီပုဂ္ဂိုလ်တွေအတွက်ကုသိုလ်ကောင်းမှုဖြစ်အောင်ရှင်တပ္ပဘောငါတို့မတရားဆွဆွဲခဲ့တာမဟုတ်မမှန်နေဆွဆွဲခဲ့တာအဲ့တော့တန်ဝေကတွေရပြီးတော့ရှင်တပ္ပကိုငါတို့အဲ့ဒီအပြစ်တွေမှာဝန်ချတောင်းပန်မယ်ဆိုပြီးတော့နောက်ဆုံးကြောခွင့်လေးအချိန်မီလေးဖြစ်နိုင်အောင်ပြုလုပ်ဖို့အတွက်ပေါ့နော်မြတ်စွာဘုရားကရှင်တပ္ပကိုပြောတယ်ဖြစ်သားတဲ့ပြိဋိဘံပြုမယ်ဆိုလို့ရှိရင်တော့တကူပြတိဟာကိုပြပြီးမှဒိဋ္ဌံပြီးမှကောင်းကင်မှာပြိဋိဘံပြုဖို့မြတ်စွာဘုရားကရှင်တပ္ပကိုပြောတာနော်ရှင်တပ္ပကိုပြောတဲ့အခါကျတော့ရှင်တပ္ပကလည်းပဲမှန်ပါဘုရားကောင်းပါပြီဘုရားဆိုပြီးတော့မြတ်စွာဘုရားကိုလျှောက်ပြီးတော့ဥထာယတနာဘဂဝန္တံအဘိဝါတိတဝါတဲ့မြတ်စွာဘုရားကိုခုနကရှ िख ိုးတယ်ရှ िख ိုးပြီးတော့ဒါမြတ်စွာဘုရားကိုတပည့်တော်နောက်ဆုံးရှ िख ိုးခြင်းဖြစ်ပါတယ်ဘုရားတဲ့နောက်ပဲတော့မှလည်းမြတ်စွာဘုရားနဲ့တွေ့မှလည်းမဟုတ်တော့ဘူးเนาะနေပြိနိဗ္ဗာန်ပြုသွားပြီဆိုတော့ဗရခိနံကတ္တဝါလက်ရရေးပြုပြီးတော့မြတ်စွာဘုရားကလည်းပဲပြိနိဗ္ဗာန်တကုဗျာတိဟာပြပြီးတော့ပြိနိဗ္ဗာန်ပြုဖို့ရှင်တပ္ပကိုဘာကြောင့်လဲဆိုတော့ခုနကယဟန်နေမကောင်းတဲ့ယဟန်နေအကုသိုလ်တွေမပွားနိုင်အောင်လို့ရှင်တပ္ပဟာတကုရှိတဲ့ယဟန်နာမထေမြတ်ကြီးဆိုပြီးတော့တန်ဝေကတွေရပြီးတော့ကျူးလွန်ထားတဲ့အပြစ်တွေကိုပြန်ပြီးတော့ဝန်ချတောင်းပန်နိုင်အောင်လို့ပေါ့နော်တောင်းပန်နိုင်အောင်လို့ဦးဇင်းတို့ခုဗုဒ္ဓဘာသာတွေတို့ဦးဇင်းတို့ဆရာတော်တွေကတော့များသောအားဖြင့်လောက်ကြပါတယ်ဦးဇင်းတို့နယ်ဘက်ကလူတွေလည်းကိုယ့်ရဲ့အဖိုးအဖွားတွေသေးပြီဆိုလို့ရှိရင်နောက်ဆုံးသွားပြီးတော့ကြောကြတာဟုတ်တူတူနေလာတဲ့အခါကျတော့ကာယကံဝစီကံမနောကံမလိမ္မာသည့်အလျောက်တွေးဝေသည့်လျောက်မိုင်မာသည့်အလျောက်ပြုတတ်တာလေးရှိတယ်နော်မနောကံနဲ့ကတော့ရှိတယ်နော်တခါတလေဒေါသအလျောက်ဝစီကံနဲ့ပြောတတ်တာလည်းရှိကိုရှိတယ်နော်ဦးဇင်းတို့ပုထုဇဉ်တွေရှိတယ်အဲ့တော့အဲ့ဒါလေးကိုရှ िख ိုးတောင်းပန်ဖို့အတွက်ဆိုပြီးကြောကြတယ်နော်အဲ့ဒီအပြစ်တွေကိုကြောက်သွားအဲ့လိုမျိုးကြောတာတွေရှိတယ်နော်ခုလည်းပဲအဲ့လိုမျိုးဖြစ်အောင်မြတ်စွာဘုရားကတဘိုးပြတိဟာပြဖို့အတွက်ရှင်တပ္ပကိုပြောတဲ့အခါကျတော့ရှင်တပ္ပကအဲ့မှာဝေဟာတံတဲ့အပုဂ္ဂန္တဝါတဲ့ကောင်းငင်ကိုတက်သွားတယ်အာကာတေကောင်းငင်နဲ့အန္တလိခေကောင်းငင်နာဤတဲ့ကောင်းငင်မှာသူကမြေကြီးဖန်ဆင်းပြီးတော့ပလင်ကေနနိတိထိတ်တဝါကောင်းငင်မှာထက်ဝဲဖွဲ့ခွေပြီးတော့တေဇောဓာတုံတမပိစိတ်တဝါတဲ့ဒီလိုလောင်ကျွမ်းစေတတ်တဲ့တေဇောကတိုင်းကိုဝင်စားတာနော်တေဇောကတိုင်းဝင်စားပြီးတော့ဥဒ္ဓဟိတဝါဟိတဝါတဲ့တေဇောကတိုင်းကထနေပြီးတော့ပြိဋိနိဗ္ဗာန်ရိပ်သာမိပြိဋိနိဗ္ဗာန်ပြုတယ်ဆိုတဲ့အခါကျတော့
ကောင်းကင်မှာတဘိုးပြာတိဟာပြတယ်ပြပေးပြီးတော့အဲ့ဒီကောင်းကင်မှာပဲတေဇောကတိုင်းကိုဝင်စားပြီးတော့ဒီခန္ဓာကိုယ်လောင်ကျွမ်းပြီးတော့ကောင်းကင်မှာပဲပြိဋိဘံပြုသွားတာပေါ့နော်ဒီရှင်တပ္ပအဲ့လိုမျိုးကောင်းကင်မှာပြိဋိဘံပြုသွားတယ်တဲ့ရှင်တပ္ပထာခောအာယတမဓဗ္ဗတမန္လပုတ္တတဝေဟာတံအဘုတ်ခန္ဓဝအာကာတေအန္တလိခေပလင်ကေနနိတိဒိဋ္ဌဝတေဇောဓာတုံတမပိစိတ်တဝါတဲ့ရှင်တပ္ပဟာကောင်းကင်ပြန်တက်တယ်ကောင်းကင်ပြန်တက်ပြီးတော့ကောင်းကင်မှာဒီတင်ပလင်ခွေထိုင်ပြီးတော့တေဇောကတိုင်းကိုဝင်စားပြီးတော့ပြိဋိဘံပြုတယ်တဲ့တရိရတ္တဇာယမာနတ္တဒရှမာနတ္တနေဝစာယိရိကာနပညာယိဋ္ဌနမတိတဲ့ဒီတေဇောကတိုင်းဝင်စားပြီးတော့ခန္ဓာကိုယ်ကြီးကိုတဲ့ဇာယမာနတ္တတဲ့ခန္ဓာကိုယ်ကြီးကိုမီးကင်ထားသလိုဒရှမာနတ္တတဲ့ဒီခန္ဓာကိုယ်ကြီးကိုမီးလောင်သလိုမီးလောင်သွားတဲ့တရိရတ္တဒီခန္ဓာကိုယ်ကြီးမှာတဲ့မီးကင်သလိုတဲ့ဇာယမာနတ္တပေါ့နော်ဒရှမာနတ္တအကုန်လုံးမီးလောင်သွားတယ်ကောင်းကင်မှာတင်ပလင်ခွေရဲနဲ့မီးလောင်သွားတယ်ဒိဋ္ဌံလိုက်တာပေါ့နော်ပြိဋိဘံပြုသွားတယ်ပြုသွားတော့ကျွင့်ကြဲတဲ့ဒီယုတ်ကလတ်ကြီးကိုတေဇောကတိုင်းနဲ့ဝင်စားပြီးတော့တေဇောကတိုင်းကထပြီးပြိဋိဘံပြုသွားတဲ့အခါမှာသူ့လိုဒီခန္ဓာကိုယ်ကြီးကမီးလောင်သွားတာနော်အဲ့လိုမီးလောင်သွားတဲ့အခါမှာတဲ့စာရိကာနပညာယိဋ္ဌတဲ့စာရိကာဆိုတာကပြာတဲ့နပညာယိဋ္ဌပြာတောင်မှမရှိဘူးတဲ့နော်ပြာလေးတောင်မှမကြံဘူးရှင်အာနန္ဒာတို့ကတော့သူကကောင်းကင်မှာပြိဋိဘံပြုတဲ့အခါကျတော့ဓာတ်တော်တွေကြံခဲ့တယ်နော်တင်ပါဓာတ်တော်တွေကိုသူကဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းကိုပွဲလိုက်ဓာတ်တော်ပေးထားခဲ့တယ်ဒါပေမဲ့ဒီရှင်တပ္ပဟာတဲ့စာရိကာနပညာယိဋ္ဌတဲ့ပြာတောင်မှသူမကြံနောက်တစ်ခါမတိတဲ့မီးသွေးပေါ့နော်အဲ့မီးသွေးတွေလည်းနပညာယိဋ္ဌမကြံခဲ့ဘူးတဲ့ပြာတွေမီးသွေးတွေပေါ့နော်မကြံခဲ့ဘူးတဲ့တရထားပြီးတဲ့ဥပမာအားဖြင့်ပြမယ်ဆိုလို့ရှိရင်တော့တဲ့သဗ္ဗိတဝါတဲ့ထောပတ်နော်တိလတ္တဝါစီကိုတဲ့အဲ့ဒီစီတွေတဲ့အဲ့ဒီထောပတ်တွေကိုတဲ့မီးရှို့လိုက်တဲ့ခါမှာတဲ့ဦးဇင်းတို့ပြာဆိုတာလည်းမကြံဘူးနော်ခိုးပြီးသွားနော်စီဆိုတာလည်းပဲပြာတွေမကြံဘူးတဲ့စီတို့ထောပတ်တို့မီးရှို့လိုက်တဲ့ခါမှာပြာဆိုတာလည်းမကြံဘူးနော်မသိတယ်မီးသွေးဆိုတာလည်းပဲမကြံသလိုပဲတဲ့ရှင်တပ္ပရဲ့ခန္ဓာကိုယ်ဟာလည်းပဲတေဇောဓာတ်လောင်ကျွမ်းတာဟာပြာတို့မီးသွေးတို့မကြံပါဘူးတဲ့ဧဝမေဝဣတုသာလင်အာယတမဓဗ္ဗတမန္လပုတ္တတဝေဟာတံအဘုတ်ခန္တဝါတဲ့ကောင်းကင်မှာပြန်တက်ပြီးတော့ပလင်ကေနနိတိဒိဋ္ဌဝါတဲ့တင်မလင်ခွေပြီးတော့တေဇောဓာတ်တေဇောကတိုင်းကိုဝင်စားပြီးတော့တေဇောကတိုင်းကထားတဲ့အခါမှာပြိဋိဘံဝင်ဆန်တဲ့ခန္ဓာကိုယ်ကြီးဟာတဲ့နေဝစာရိကာနပညာယိဋ္ဌနမတိတိတဲ့ဦးဇင်းတို့ဒီပြာတို့မီးသွေးတို့ဟာလည်းပဲမကြံခဲ့ပါဘူးတဲ့ဒီရှင်တပ္ပပြိဋိဘံပြုတော့နော်တင်ပါအဲ့လိုမျိုးပြိဋိဘံပြုသွားပြီးတော့ဘာမှမကြံခဲ့ဘူးပေါ့နော်ဒါလည်းပဲမြတ်စွာဘုရားကပြိဋိဘံပြုတဲ့အခါမှာဒီကောင်းငင်မှာပြိဋိဘံပြုပြီးတော့တကုပြာတိဟာပြခိုင်းတယ်နော်ပြခိုင်းတဲ့အခါကျတော့ကောင်းငင်မှာပဲပြိဋိဘံပြုပြီးတော့ကျန်တဲ့သင်္ကြန်ချင်းကိစ္စတွေလည်းပြုလုပ်เสียမလို့တော့ဘူးပေါ့နော်ဒီကောင်းငင်မှာပဲဒီသောဓာတ်လောင်ကျွမ်းပြီးတော့ပြားတွေမီးသွေးတွေလည်းပဲမကြံခဲ့ဘူးဓာတ်တော်တွေလည်းပဲမကြံခဲ့ဘူးပေါ့နော်အဋိဋ္ဌံဓာတ်တော်တွေဘာတွေကလည်းအဋိဋ္ဌံမှကြံပြောတာဟုတ်အဲ့တော့အဲ့လိုမျိုးပြိဋိဘံပြုပြီးတကုပြာတိဟာပြပြိဋိဘံပြုပြီးတဲ့ခါမှာမြတ်စွာဘုရားအဲ့ဒီခါမှာအထာခောဘဂဝါဣတမတ္ထံဝိရိတဝါကာယံဝေလာယံဣမံဥဒနံဥဒနေတိဆိုပြီးတော့ဒီဂါထာလေးနဲ့ဥဒန်းကျူးတာပေါ့နော်အဲ့ရှင်တပ္ပရဲ့ပြိဋိဘံစံပွဲအဘေဒိကာယောဒီရောတိတိဝေဒနာဤတိဘဝိန္တုတပ္ပါဥပသမိန်တုသင်္ခါရဝိညာဏအထမကတာတိအထမဂမာတိမြတ်စွာဘုရားကဒီဂါထာလေးနဲ့ဥဒန်းကျူးတာပေါ့နော်ဦးဇင်းတို့အဲ့ဒီဂါထာလေးတစ်ခေါက်လောက်ပူဇော်လိုက်ရနော်တင်ပါ
အဘေဒီ vì thị cả ကာယော ဒီရော ဒီတညာဝေ ဝေဒနာတိတိ တိ ဘဝ တော တု တိ တပ္ပါ တဗ္ဗ á ဥပ ဝိပမေတုသင်္ခါရ အရာ ဝိညာဏအကမကမ ကာမ mà thị တိ ဒီဟာလေးနဲ့မြတ်စွာဘုရားကဥဒန်းကျူးတာပေါ့နော်ဒီဟာလေးကဘာလဲဆိုတော့မန္လမင်းဤမန္လဗုဒ္ဓတာမန္လမင်းဤသားဖြစ်သောဓဗ္ဗတာဓဗ္ဗဤကာယောကိုသည်တဲ့ဟိုကတော့ထည့်ပေးတာပေါ့နော်ဒီရှင်နာမည်လေးထည့်ပေးတာပေါ့နော်မန္လဗုဒ္ဓတာမန္လမင်းဤသားဖြစ်သောဓဗ္ဗတာဓဗ္ဗဤကာယောတဲ့ကာယောတဲ့ဒီ ကာယ ကာယကြီးပေါ့နော်ကာယောကိုသည်တဲ့အဘိဓိအကျွင်းမရှိကွယ်ပြောက်ပြီတဲ့တပ္ပခတ်သိမ်းကုန်သောတင်ညာတို့သည်និရောဓချုပ်ကုန်ပြီတဲ့တပ္ပခတ်သိမ်းကုန်သောဝေဒနာတို့သည်ပီတိ တိ ချမ်းအေးကုန်သည်ဖြစ်၍ဒဟိန်တုဖြစ်ကုန်ပြီတဲ့တပ္ပေခတ်သိမ်းကုန်သောသင်္ခါရတရားတို့သည်ဥပတမိန်သူငြိမ်းကုန်ပြီတဲ့တပ္ပံခတ်သိမ်းသောဝိညာဏဝိညာဉ်တဲ့နတ်ထံပြည့်စဲခြင်းသို့အကမရောက်ပြီတဲ့ဣတိဣသုပြန်နေသည်ကျွေးတော်မူသည်ဆိုပြီးတော့မြတ်စွာဘုရားကဥဒန်းကျူးတာပေါ့နော်ဥဒန်းကျူးတဲ့အခါကျတော့အဘေဒိကာယောတဲ့အဘေဒိကာယောခန္ဓာကိုယ်ဟာအကျွင်းမရှိကွယ်ပြောက်ပြီဆိုတဲ့အခါကျတော့ ယော တယောက်သေးသွားပြီဆိုရင်လည်းပဲပျောက်သွားတာနော်ဒါပေမဲ့သူကကာယောခန္ဓာကိုယ်ဒီတဲ့အဘေဒီအကျွင်းမရှိသွားပြင်ကွယ်ပြောက်ပြီဆိုတဲ့နောင်ဘဝဆိုတာမရှိတော့နော်နောင်ဘဝဆိုတာကမရှိတော့ဘူးဒါကိုပြောတာပေါ့နော်ရူပဒီရုပ်ကာယကြီးပေါ့နော်ဗုဒ္ဓယုတ်ဥပါဒယုတ်ဗုဒ္ဓယုတ်ဥပါဒယုတ်ဆိုတာလည်းပဲဦးဇင်းတို့ဒီကံစိတ်ဥဒုဟာရတိဆိုအကြောင်းတရားကြောင့်ဖြစ်တဲ့ရူပကာယကြီးနော်ရူပကာယကြီးဟာတဲ့အကျွင်းမဲ့ချုပ်ပြောက်သွားပြီဆိုတော့အကျွင်းမဲ့ဆိုတဲ့ခါကျတော့နောင်ဘဝဆိုတာရှိတော့မကြံတော့ဘူးပေါ့နော်ဒါကြောင့်အဘိဓိကာယောတဲ့ပရိနိဗ္ဗာန်ပြုသွားတဲ့အခါမှာဒီဘာမှကိုမကြံခဲ့တော့ဘူးရှေးဘဝနောင်ဘဝတွေဆိုတာလေဘာတစ်ခုမှမဖြစ်ဘူးနောက်တစ်ဖန်ဒီခန္ဓာကိုယ်ကြီးကဘယ်တော့မှမဖြစ်တော့ဘူးဒါကိုပြောတာနော်အဘိဓိကာယောနောက်တစ်ခါនិရောဓိတင်ညာတို့ဒီនិရောဓချုပ်ပြောက်ကုန်ပြီနောက်ဘဝဆိုတာမရှိတော့နောက်ဘယ်တော့မှလည်းမလာတော့ဒီတင်ညာတွေဟာဗောနော်ပတ္တညာစရှိတဲ့တင်ညာတွေအားလုံးဟာဘယ်တော့မှကိုနောင်မဖြစ်သောအဖြစ်ကွယ်ပြောက်သွားပြီတဲ့သူများနဲ့မတူယဟန္တာကိုပြောတာနော်ဒါရိုးရိုးတာမန်လူဆိုရင်တော့နောက်ထပ်ဖြစ်အောင်ပေါ့နော်និရောဓိတင်ညာနောက်ဘယ်တော့မှမဖြစ်တော့ဘူးအကုန်လုံးချုပ်ပြောက်တင်ညာအားလုံးဟာလည်းပဲအကုန်လုံးချုပ်ပြောက်သွားပြီတဲ့ဒါကိုပြောတာနော်နောက်တစ်ခါဝေဒနာတိတိဘဝိတုတ္တဗ္ဗာဝေဒနာတိတိမရှိတော့ဘူးတ္တဗ္ဗာဝေဒနာတို့ဟာလည်းပဲအကုန်လုံးခတ်သိမ်းတုတ်ကုန်သောဝေဒနာတွေဟာလည်းပဲချုပ်ပြောက်သွားပြီတဲ့ဆိုတော့ခုနကလည်းပဲရုပ်ကလည်းပဲချုပ်ပြောက်သွားပြီတင်ညာလည်းပဲချုပ်ပြောက်သွားပြီဝေဒနာလည်းပဲချုပ်ပြောက်သွားပြီပေါ့နော်နောက်ဘယ်တော့မှမလာတော့တဲ့ချုပ်ပြောက်ခြင်းနဲ့ချုပ်ပြောက်သွားပြီတဲ့ဒါကိုပြောတာပေါ့နော်ဝေဒနာတိတိဘဝိတုတ္တဗ္ဗာအလုံးစုံသောဝေဒနာတွေကဒုက္ခဝေဒနာဒုက္ခဝေဒနာအကုန်လုံးတတ္တဗ္ဗဝေဒနာအလုံးစုံသောဝေဒနာတွေဟာလည်းပဲချုပ်ပြောက်သွားပြီဥပတမိန်တုသင်္ခါရသင်္ခါရအလုံးဟာလည်းပဲဥပတမိန်တုငြိမ်းသွားပြီနော်သင်္ခါရအလုံးဟာလည်းပဲနောက်ဘယ်တော့မှဖြစ်ခြင်းမရှိတဲ့သင်္ခါရတွေဟာလည်းဥပတမိန်တုငြိမ်းသွားပြီတဲ့ဝိညာဏအထမကတာတဲ့ဝိညာဏဝိညာဉ်ဒီဟာလည်းပဲအတ္တကမအထံတဲ့ပြည့်စဲခြင်းသို့အကမရောက်ကုန်ပြီသင်္ခါရလည်းချုပ်သွားပြီဝိညာဉ်ဟာလည်းပဲနောက်ဘယ်တော့မှလည်းပဲမဖြစ်တော့အကုန်လုံးပြည့်စဲသွားပြီတဲ့ချုပ်ပြောက်သွားပြီဆိုပြီးတော့မြတ်စွာဘုရားကဥဒန်းကျူးတယ်ပေါ့နော်ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒီခန္ဓာ၅ပါးဟာဘယ်တော့မှဖြစ်ခြင်းမရှိဘဲနဲ့ငြိမ်းအေးသွားပြီတဲ့ယဟန္တာမထေရမြတ်ကြီးပြောနော်ဒါတပ္ပ
နော်ဒါဆိုရင်ဒီရှင်ဓဘဒါငယ်သေးလောက်သေးတယ်နော် တင်ပါ ရှင်ဓဘရဲ့အသက်တော်ကဘာမှမရှိသေးဘူးလောက်နော်ဒီထဲမှာတော့အသက်ဘယ်လောက်ဆိုတော့မပါဘူးပေါ့နော်အလုံးစုံရှင်ဓဘ20ကျော်30အဲ့လောက်ပဲရှိမယ်ချင်း တင်ပါ ရှင်ရာဟုလာကတော့ဦးဇင်းတို့အသက်30ဟုတ်ပြိ ရှင်ရာဟုလာကတော့နတ်ပြည်မှာပြိနေပြီပြု ဟုတ်လား ရှင်ရာဟုလာတာဝရိန္ဒနတ်ပြည်မှာပြိနေပြီပြု ဟိုနိဗ္ဗာန်မစံမဝင်ဘူးလားလား အဲ့မှာတည်တော်တဲ့လောက်ပေါ့နော် ဩ တာဝရိန္ဒနတ်ပြည်မှာပြိနေဗံပြုတယ်ရှင်ရာဟုလာကဒီရှင်ဓဘတို့ကတော့ကောင်းကင် ဟုတ်ကဲ့ပါ တက်တာနော်တကူပြတိကပြကောင်းကင်မှာပဲလောင်ကျွမ်းပြီးတော့ပြဒီသွေးတွေဓာတ်တော်တွေဘာတစ်ခုမှကြံခဲ့ဘူးပေါ့နော်ကဲအဲ့တော့ဦးဇင်းတို့ဒီပထမဓဘတုတ်ပြီးသွားပြီပေါ့နော် တင်ပါ ဒီဓဘလည်းပဲဒကမကြီးတွေမှတ်မိသေးလားအဲ့ဒီဟွာတော့ကလည်းသင်ခဲ့ပါတယ်နော်ဟွာမှာလည်းပဲ ဒီမှာဗဒ ဓမ္မပဒမှာလည်းပါဓမ္မပဒတုန်းကတော့ရှင်ဓဘရဲ့အကြောင်းပေါ့နော်ဒါကတော့ရှင်ဓဘပြိဋိဘံပြုတဲ့အကြောင်းနော် တင်ပါ ရှင်ဓဘဒါကတော့ပြိဋိဘံဝင်ဆံသွားတဲ့အကြောင်းပြိဋိဘံဝင်ဆံသွားတဲ့အခါမှာမြတ်စွာဘုရားကယဟန္တာမထေရမြတ်ကြီးပြိဋိဘံဝင်ဆံသွားတဲ့အခါကျတော့ခန္ဓာ၅ပါးသက်ဖန်မဖြစ်သောအပြင်ချုပ်ငိမ့်သွားပြီဆိုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငိမ့်သွားပြီဆိုပြီးတော့ဥပ္ပန်ကျူးတာနော်ကဲဦးဇင်းတို့အဲ့တော့ဒီပထမဓဘတုတ်ပြီးနော် တင်ပါ ဒုတိယကလည်းဒီကိုတော်ပဲလားဗျာ ဒုတိယလည်းဒုတိယဓဘလည်းဒီရှင်ဓဘ အကြောင်းပဲ ရှင်ဓဘအကြောင်း ဩ ကဲဦးဇင်းတို့ဒီဒုတိယဓဘကတော့နောက်တစ်ပတ်မှာဦးဇင်းတို့ဆုံး တင်ပါ ဖြတ် တင်ပါ ဒီတန်းပါဠိဒီမိုင်းတွေသဘောပေါက်တယ် တင်ပါ ဟု ဗျာ တ်ပါတယ်ဗျာဖះလက်ထက်မှာတော့ရှိတယ်နော်ဒီလိုရဟန်းကြီး အများကြီးရှိတယ်အဲ့လက်ထက်ကအဲ့မေတ္တရာယဟန်ဥဆောင်တဲ့ခေါင်းဆောင်တွေဥဆောင်ကြတာပေါ့နော်မေတ္တရာယဟန်ဆိုတာလည်းမေတ္တရာရဲ့နောက်လိုက်တွေအများကြီးရှိတယ်ဘူမာဇကယဟန်နဲ့ဘူမာဇကယဟန်ရဲ့နောက်လိုက်တွေကလည်းအများကြီးရှိတယ်ဘွဲတွေပေါ့နော်သူတို့ရဲ့ဘွဲနောက်တစ်ခါသဘက်ကြီးအဖွဲဆိုတာ6ပါးတစု6ပါးတစု ဩ ဦးဇင်းတို့ဟိုပြောမရဆိုမရဆိုလို့ရှိရင်ဟိုဂရုတွေနဲ့နေကြတယ်ဆိုလို့ချင်းသဘက်ကြီးတွေအကောင်တွေသဘက်ကြီးတွေအကောင်းတဲ့လူတွေဆရာတော်ကြီးတွေပြောတာနော်ဘုရားရှင်လက်ထက်ကလည်းအဲ့ဒါတွေ ရှိခဲ့တာ ရှိအများကြီးရှိအဲ့ဒါအဲ့ဒီလက်ထက်ကလည်းအများကြီးကိုရှိတယ်အဲ့ဒီယဟန်နေကြောင့်မို့ဒီဒါရှင်ဓဘဆိုလို့ရှိရင်ငယ်ငယ်လေးနဲ့ယဟန်နာဖြစ်တယ်ဖြစ်ပြီးတော့တောင်မှသံဃဝေယဝဆဟုဘဝတစ်လျှောက်လုံးပြုလုပ်တာ ဟုတ်ကဲ့ ပြုလုပ်တာတော့မှတဘိုးတွေဖန်ဆင်းပြီးတော့ကိုပြုလုပ်စားတယ်မှာ တင်ပါ ဟိုနိမိတရုပ်ပွားတွေဖန်ဆင်းပြီးတော့မြတ်စွာဘုရားနဲ့မတွေ့နိုင်တဲ့မထေရကြီးတွေစီသွားအဲ့ဒါကြီးတွေကိုတဘိုးနဲ့ပင့်ခဲ့ပြီးတော့မြတ်စွာဘုရားနဲ့ပူးတွေ့စေပေါ့နော်အဲ့တော့ခုနလို့ဆိုလို့ရှိရင်ဦးဇင်းတို့ဟိုရှင်ဓဘဆိုလို့ရှိရင်ကပိဋကစာပေတွေလည်းမသိဘူးခုနှစ်နှစ်သားလေးနဲ့ဒီတစ္ဆကမ္မထန်နဲ့ယဟနာဖြစ်သွားပြီးတော့အကုန်လုံးသိသွားတယ်နော်သိချင်းကိစ္စပြီးသွားတယ်ဆိုဒီမှာဦးဇင်းတို့ဟိုကွာမှာဖတ်ခဲ့တယ်မို့လား တင်ပါ သိချင်းကိစ္စပြီးတယ်ဆိုတာသိသွားတဲ့ခါကျတော့အကုန်လုံးသိချင်းကိစ္စပြီးသွားတာပေါ့နော်ရှင်ဓဘဟာဒီတစ္ဆကမ္မထန်ဒါလေးနဲ့တစ္ဆကမ္မထန်နဲ့ယဟနာဖြစ်သွားတယ်ယဟနာဖြစ်သွားတာနဲ့တပြိုင်နဲ့အကုန်လုံးဝိဇ္ဇာ3ပါးဘိညာဉ်6ပါးအကုန်သိပြီးယဟနာမသိမြင်ကြီးဖြစ်သွားနော် တင်ပါ သိချင်းကိစ္စပြီးသွားနော်ကဲအဲ့တော့ဦးဇင်းတို့ဒါပြီးသွားနော် တင်ပါ အဲ့ဦးဇင်းတို့ဟိုမှာလည်းပဲအဲ့တုန်းကလည်းပဲဟိုရဟန်းတစ်ပါးရှိတယ်အဲ့လိုမျိုးတထေးတွေကဆွန့်ကတ်တထေးကြောက်ကဆွန့်ကတ်တဲ့ခါကျတော့အစာထဲမှာတော့သူကတောထွက်ရဟန်းကြီးလို့ပါနော်သူကတော့ဘာလုပ်နေလဲဆိုတော့ချင်းနေပါတွေခုတ်တယ်ဘာညာလုပ်တယ်တဲ့လုပ်တဲ့ခါကျတော့မြက်တွေတူးတယ်မြေတွေတူးတယ်တဲ့တူးတဲ့ခါကျတော့အဲ့လိုမျိုးပဲ
ဒီနေ့ဒီရက်မှာတန်ဃာတစ်ပါးသူ့အိမ်ဆုံးကပ်ပင့်လို့ကြွတယ်ဆိုတဲ့ခါကျတော့အဲ့ဒီယဟန်ကြီးကြွတထေးအိမ်ကြွလိုက်ဒါပေမဲ့အဲ့တထေးကတော့သူကဒီကိုယ်တော်ကြွလာတဲ့ခါကျတော့ဒီကိုယ်တော်ကြီးကောင်းကောင်းမွန်မွန်နေတာမဟုတ်ဘူးဆိုသူသိဒါပေမဲ့သူကျတော့အဲ့လိုမဟုတ်ဘူးတဲ့ငါပင့်တာကငါပင့်တဲ့တန်ဃာကဟိုပထမဆုံးတန်ဃာဆိုလို့ရှိရင်ဦးဇင်းတို့ရှင်ကွန်းတင်ညစပြီးတော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့စရှိတဲ့အဲ့ဒီတန်ဃာတော်တွေကိုအာယုံပြုတ်ပြီးတော့တန်ဃာကိုရည်မှန်းပြီးတော့ငါကပင့်တာတဲ့ပင့်တဲ့ခါကျတော့ဒီကိုယ်တော်ကြီးလှည့်ကြတာလည်းပဲသူ့ကိုငါပင့်တာမဟုတ်တန်ဃာရဲ့ကိုယ်စားဟာ ပင်စား ကြွလာတယ်ဆိုတဲ့ခါကျတော့အဲ့ဒီကိုယ်တော်ကြီးကိုကောင်းကောင်းမွန်မွန်ရှစ်ခိုးပြုစုပေး ရဘူး ပေးတဲ့ခါကျတော့ဒီကိုယ်တော်ကြီးကဘယ်လိုထင်သွားလဲဆိုတော့ဒီတထေးကတော့ငါကြီးညိုသွားပြီဆိုပြီးတော့စိတ်ထဲမှာဆွဲသွားတယ်ဆွဲသွားပြီးတော့နောက်ရက်ရောက်တော့သူကမြေပေါက်ဖို့ဆိုလို့ပေါက်တူးသွားငါအောင်ပါပဲဆို ဟိုကြတော့ကံပြီးတော့ခြေထောက် ခြေထောက်နဲ့ကန်ပေးလိုက်တာဒါကျတော့ပုံကိုဖြစ်သွားတယ်အရင်ကတော့တန်ခါကိုရည်စူးတာပေါ့နော်ဦးဇင်းတို့ရန်ကုန်မှာလည်းပဲအဲ့ဒီရွှေဘိုမှာခုရန်ကုန်နေတဲ့ခါကျဦးဇင်းတို့စီတခါကြီးတယောက်လာ ဒီမှာ ရင်းနေပါလေသူကဘောရမြိုင်ဆရာတော်ကြီးနားကိုသူကသွားတယ်သွားပြီးတော့ဆရာတော်ကြီးကတော့အိမ်တအိမ်ကသူ့ကိုမေးတယ်တဲ့မေးထားတဲ့ခါကျတော့အဲ့အိမ်ကိုတခုအကြောင်းတခုပြောခိုင်းတာပေါ့နော်ဘာကြောင်းရင်လို့ဦးဇင်းမပြောပါဘူးသူကဦးဇင်းအဲ့ပြောချင်တာသူကတဲ့သူဘောရမြိုင်ဆရာတော်ကြီးပြောတဲ့စကားကိုသူ့သွားပေးပြောတဲ့ခါကျတော့အဲ့အိမ်ကသူ့ကိုခုံပေါ်မှာသေချာထိုင်ခိုင်းပြီးတော့သေချာကြော့တယ်တဲ့ပြီးတော့အရန်ကြောက်မလုပ်ပါနဲ့ပြောတာလည်းမရဘူးတဲ့ခင်ဗျားကိုတုတ်ကရှစ်ခိုးတာမဟုတ်ဘူးဆရာတော်ကြီးကိုရှစ်ခိုးတာဆရာတော်ကြီးကငါ့ကိုသဲလာတဲ့အတွက်သစ္စာ ရှစ်ခိုးပြီးတယ် တရားအဲ့ဒီရန်ကုန်မှာလာတဲ့ခါကျတော့အဲ့တကကြီးကဦးသိန်းပြောဘူးတယ်နော် ဒီမှာဒါကတော့ခုနဟာနဲ့ဆက်လို့နော်ကဲအဲ့တော့ဦးဇင်းတို့ပြီးပြီပေါ့နော်ညာပွဲလည်းရှိတယ်ဆိုတော့ဒီနေ့ရှင်တပတ်တော့လည်းပြီးပြီဆိုတော့ကဲဦးဇင်းတို့ဗုဒ္ဓသာသနာစီရန်တိတ်တူသိမ့်နေဆိုပြီးတော့သိမ့်ကြတာပေါ့နော်ကဲဒီကမာကြီးကနေပြီးတော့ဗုဒ္ဓသာသနာစီရန်တိတ်တူပူဇော်လိုက်နော် တင်ပါဗျာဗုဒ္ဓသာသနာစီရန်ဒိဋ္ဌတုရှင်တော်ဖျားဟောကြားမွဲ့ဖော်300သောသာသနာတော်မြတ်ကြီးသည်သီလသမารိပညာသိက္ခာ3ရပ်ဖြင့်ဆုံးဖြတ်မှတ်၍ထားအပ်သောသာသနာတော်မြတ်သည်စီရန်နှစ်များမြောင်9000မကရှေးကြအခါတိုင်အောင်ဒိဋ္ဌတုအဝိဇ္ဇာမှောင်ကင်းထိန်ထိန်ဝေး၍ပွင့်လင်းမသွေတည်တတ်ပါစေတည်းဒိဋ္ဌတုအလျစီနှင့်ဒုတ်သည်ခပင်အကုန်ကင်း၍ရှင်းလင်းသားရာတည်တတ်ပါစေတည်းဒိဋ္ဌတုမိစ္ဆာချင်းပြည့်ရန်သူဖြစ်လည်းမပြည့်မယွင်းဂုံရောင်ဝင်း၍မူရင်အတိုင်းသာတည်တတ်ပါစေတည်းဒိဋ္ဌတုဝိဒန္တဝါရီယမတိပဲလျံချီဝေရှွန်းနေစဝွန်းတို့ထွန်းလင်းဖြာဝေတည်တတ်ပါစေတည်းသာဓုသာဓုသာဓု ကဲတော့ဓမ္မသုတ်တံဒေသနာတော်မြတ်တို့ကိုရွတ်ဖတ်ပူဇော်ရတဲ့ကုသိုလ်ကံစေရနာနာကြားရတဲ့ကုသိုလ်ကံစေရနာအပေါင်းတို့ကြောင့်ဘေးရန်ခတ်သိမ်းကင်းငြိမ်း၍လိုရင်ဆန္ဒပြေဝကဘက်ဖို့နိဗ္ဗာန်ကိုလွယ်ကူသောသိဉာဏ်မြင်မြန်သောအကျင့်ဖြင့်ရလွယ်ရောက်လွယ်နိုင်သည့်ကိုဖြစ်ကြပါစေရှေရောပြပိစိနေ ဒီစိတ်ပါလေ တရား ဘုရား